အားလုံးပဲမင်္ဂလာပါတူတော် The Violin နဲ့ဆိုင်နေပြန်လဲကြိုပါရစေဒီတစ်ပတ်မှာတော့ music symbol ဆိုတဲ့သင်ခန်းစာအဆက်လေးကိုဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ the clef time signature bar lines repeat sign နဲ့ key signature တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ် the clef ဆိုတဲ့ခေါင်းစဉ်အောက်မှာမတူကွဲပြားတဲ့ clef အမျိုးအစားတွေကိုဖော်ပြပေးသွားမှာပါပထမဦးဆုံးအနေနဲ့ treble clef bass clef alto clef နဲ့ tenor clef တွေဖြစ်ပါတယ်။အဲ့ဒီထဲကမှ treble clef ကိုတရောတီးခတ်ရင်အသုံးပြုရပါတယ်။ time signature တခြင်းတစ်ပုဒ်ကိုတီးတော့မယ်ဆိုလို့ရှိရင် time signature ကိုမသိနေလို့မရပါဘူး။ time signature မှာနံပါတ်လေးနှစ်ခုဆင့်ထားတာကိုတွေ့ရပါမယ်။အပေါ်ကနံပါတ်ကတော့တပါးမှာဘယ်နှချက်ရှိလဲဆိုတာကိုဆိုလိုပြီးတော့အောက်ကနံပါတ်ကတော့ notes အမျိုးအစားကိုဆိုလိုတာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတာတစ်ခုရှိပါတယ်။သူတို့စီမှာ command time နဲ့ cut time ဆိုတော့နှစ်ခုရှိပါတယ်။ command time ကတော့44ကိုဆိုလိုပြီးတော့ cut time ကတော့22ကိုဆိုလိုတာဖြစ်ပါတယ်။ bar lines and repeat sign bar line ကတော့အခုနကတော့ time signature မှာပြောသွားတဲ့တပါးမှာဘယ်နှချက်ရှိလဲဆိုတဲ့ဒီ bar line လေးကိုဆိုလိုတာပါ။တစ်လိုင်းလေးကိုတော့ bar line လို့ခေါ်ပြီးတော့နှစ်လိုင်းရှိတဲ့ဟာကိုတော့ double bar လို့ဆိုလိုပါတယ်။မြန်မာသဘောအရဆိုတော့ပုံမှန်နဲ့ဆင်ပါတယ်အဆုံးသက်ကိုဆိုလိုတာပါသူ့ကိုသချင်းတွေရဲ့အဆုံးမှာမြင်တွေ့ရမှာပါ repeat sign ကိုတော့ double bar line ရဲ့အနားမှာအဆက်လေးနှစ်ဆက်နဲ့အမြဲတွေ့နေရမှာဖြစ်ပါတယ်သူရဲ့အတိတ်ပဲကတော့နောက်ထပ်တစ်ခေါက်ထပ်တည်ဖို့ဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ key signatures တွေကိုတော့ clef တွေရဲ့ဘေးနားမှာအမြဲတွေ့ရမှာပါတခြင်းတစ်ပုဒ်ကိုစတီးတော့မယ်ဆိုလို့ရှိရင် key signature ကိုသိထားဖို့လိုပါတယ် key signature တွေကတော့အများကြီးရှိတယ်အားလုံးကိုသိထားရင်တော့အရန်ကောင်းပါတယ်ဒီတစ်ပတ်သင်ကြားပေးသွားတဲ့သင်ခန်းစာလေးနဲ့ပတ်သက်ပြီးတော့မသိတာရှင် comment box မှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်